နောက်မှ ABC base scan ရောက်ပါပြီကျွန်တော်တို့ကကံမကောင်းပဲပြောရမယ် base scan ရောက်ခင်တည်းရာဒီခုမကောင်းလမ်းမှာတော့ရာဒီခုအကောင်းဒီနေ့နောက်ကြမယ်လို့ပြောနေတော့ခုမှနေကင်း2 နာရီခွဲပဲရှိသေးတယ်ဒီလိုကြီးအုံမိုင်းဖြစ်တယ်ဒါတော့ခဏနေပြန်ဖွင့်လာတာခုနဆိုပို့ဆိုရတာမမြင်အောင်မနေ့ပြန် sunrise နေထွက်တာကိုကြည့်ချင်တာကျွန်တော်ရဲ့အိမ်မှာပေါ့နော်ဒါပေမဲ့ကန်တရားပဲမြင်ချင်မှမြင်ရတော့မှာပါ sunrise ကိုနောက်မှမြင်ရတဲ့ fish တွေကျွန်တော်တကူစာပြောရတယ်ကျွန်တော်ဒီလမ်းကြောင်းကို ABC တဲ့အများကြီးကိုကြိုက်တယ်ရမ်းလာလို့ခံစားရတယ်fish တွေနည်းနည်းလေးပဲမြင်ရတယ်။တော့တရားရစလုံးနဲ့ဟိုမှာမြူဆိုင်မျိုးဖုံးရညာ ABC base scan ရာဒီဥရုမကောင်းလို့ဒီမှာဓာတ်ပုံရိုက်ဖို့ဟာတိန်နေကိုဟိုဘက်ရောက်သွားအောင်မှုတ်လိုက်မယ်